အပြတ်ဟောလိုက်တယ်နော်2026ဗကြိုမူရင်းမြောင်းနေမော်တယ်မြန်မာမော်တယ်ကိုကဘာအတူရလောက်ထိလုံနိုင်ခဲ့တဲ့ foundation တွေဖြစ်တယ်အခုဆိုရင်ဂျေရုဆလမ်ကဆောင်ရွက်မှုတွေကိုအမေရိကန်ကပြည်သူတွေတောင်မှပါဖြစ်တယ်အားကြနေလောကကြီးမှာပေါ့နော်မနေတဲ့ရင်အသိဉာဏ်တဲ့ငါလည်းဒီနေ့တရက်တနေ့နပုတ်တော့ဆေးမိသွားပြီ sorry နော်ငါလည်းနိုင်ငံရေးကောင်းတဲ့ချိန်ကြမှာတို့ဟာတာတွေပြောအောင်ထားပေးပါမယ်လို့အခုတော့ငါလည်းဘေးမေးပေးကြပါလို့သိမလားစေးချင်လုံးတော့မဟုတ်ပါစော့မီကတ်လို့ပါတော်လိုက်ပြီးမှနေတို့ကိုပြောအောင်ထားပေးမယ်အဲ့လိုဖြစ်နေရလေမုန်းဟင်းဆိုတဲ့တောင်စားကလေနိုင်ငံရေးကောင်းတဲ့ချိန်မှာအမေရိကန်မှာ refugee ခံမင်းနေတဲ့တောင်စားကြီးလေသိမလားအခုမြောက်လိုက်အာနာသိမ့်တဲ့ချိန်ကြတော့သူတို့တွေလှုပ်ရှားလို့ရတဲ့ဂွင်ရောက်သွားပြီလေအားကြောင့်ပြက်လာပြီးမှလောက်ဝဆောင်ထက်နေတာအောင်မကြည့်သိတယ်မလားဇောင်းကြွားနေတာလေမြောက်နိုင်ကလည်းဒါမျိုးကိစ္စဆိုတိတ်မပြောရဲနော်ကြားရလားမသိဘူးအပြင်မှာပြောင်းနိုင်ရန်ဖောက်နေကြလို့လေအားကြောင့်အော်ပြီးပြောနေရတာမကြည့်ပြောင်းတယ်ရန်ဖောက်နေပြီနော်ဒီမှာလဲမလေးရှားမှာလဲစနေရဒီဘွေးတောင်ရှိနေတာစတိုက်တွေပဲဘာဘွေးနေကိုလည်းမပြောတတ်ပါဘူးနော်အားကြောင့်သူတို့ဒီလောက်သူတို့ရဲ့လက်ကင်တို့ဖြစ်တဲ့မှာမိုးဟိန်းတို့အိန်းနဲ့ဝင်းတို့ပြလို့ရှိရင်ဘယ်လိုရှိသေးလဲကြော်စိုးအိုးတို့ဟိုမှာ Telegram ထဲမှာဟိုမှာတရှူလုံးနေတဲ့ဟိုမှာသစင်အိုးလေသိတယ်မလားအဲ့သစင်အိုးဆိုလို့ရှိရင်တော့ကလေနိုင်ငံရေးကောင်းတဲ့ချိန်ကျသမင်းကြော်ရောင်းစားနေတောင်စားမအခုမှပြလက်မြေစက်ရုံကိုစရီတောင်ဖြစ်သွားပြီတဲ့နော်စစ်တပ်ကဒီလိုငါးမတပြားတွေနဲ့များပြီးမှတို့တွေကိုလေပြောခိုင်းထားတာသိတယ်မလားအေးအိမ်တို့ကမလေးရှားမှာပေါ့နော်အမေစုလက်ချက်တုန်းကလေငါတို့အမေစုကဘယ်လိုလုပ်တောင်ဆတ်စုကြီးကပေါ့နော်ငါတို့ဘယ်လောက်နှိမ့်ဆက်ခဲ့တယ်ဒီမှာငါတို့ဒီလိုမဆက်ဆိုဒီလိုလုပ်ခဲ့တယ်ဆိုရင်မှလေ UN မှာလေရှောက်လိမ်ပြီးမှဒုက္ခတွေကတ်နေတာတဲ့ငါ့ကိုဒီမှာ line ပေါ်မှာကိုကအားပေးတဲ့လူတယောက်ကပြောပြတာနော်အခုမြောက်လာအာနာသိမ့်တဲ့ချိန်ရမှာဟိုမှာပြန်ပြီးမှနော်စီးပွားရေးကောင်းစားနေကြတယ်တဲ့နော်ခိပြက်နေတဲ့ချိန်မှာဒီလိုကောင်းစားနေတော့တတ်မျိုးရှိတာဟုတ်တယ်လို့မြန်မာပြည်မှာလေအေးဒါတောင်စားဖွေးစည်းတွေပေါ့နော်အခုဟိုမှာဝတ်မရွှေတယောက်ကြားလို့ပေါ့လေခရူနီသမားတွေပေါ့လေနော်သိတယ်မလားလောက်စားနေကြလေတကယ်တော့လေအေးဒီမှာငါဒီမလေးရှားမှာဆိုလို့ရှိရင်နော်စစ်သားဆိုတဲ့အမျိုးကလေအမလေးတို့ပြည်သူကအမြဲတမ်းရှေ့မှာပဲထားပေးတာအရှာကောင်းတာနော်ဟိုမှာအိန္ဒိယကိုအားပေးတဲ့လူတယောက်တည်းမှာဖုန်းဆက်ပြီးစကားပြောဖြစ်ပါတယ်ဟေးနင်တို့မြန်ပြစစ်သားတွေဒီလိုရုပ်မာလာတော့မထင်ပါဘူးတဲ့ငါတို့အိန္ဒိယပြည်သူတွေအချင်းချင်းမသိကြတာတဲ့စစ်သားတွေကအမြဲတမ်းသူတို့ပြည်သူကိုကာကွယ်ပေးတာတဲ့အရန်သဘောကောင်းတာတဲ့ဟုတ်မှာပေါ့လေနိုင်ငံခြားမှာဒီလိုစစ်သားလုပ်ဖို့ဆိုလို့ရှိရင်မှ IQE တွေအကုန်လုံးဘွေးရပညာတတ်တွေပဲတိမလားအေးလူစင်မြင့်တဲ့သူပဲထည့်ရလေမြန်မာပြည်မှာတော့မှတောင်စားရင်လမ်းမေးစည်းတွေကောက်ထည့်ပြီးမှအတိကအဲ့ဒါနဲ့ကွာသွားပြီလေတိတယ်မလားအေးအခုဒီရန်ကုန်မန္တလေးမှာရေကြီးတဲ့ချီစစ်သားတွေလာတယ်မလားသူတို့ရှေ့တန်းမှာဘေတော်မှမပို့မထတော့အောက်ပြအောက်ရမြို့ကြီးပြကြီးမှာနေသူတွေလေရှေ့တိုင်းမှာပို့တဲ့သူကလေတကယ်လူစိတ်တော့မရှိကြတော့တော့တကယ်ဆေးထိုးလိုက်ပြီးဆေးကစားလိုက်ပြီးဆိုလို့ရှိရင်တိမလားဟောချနော်အမခြေသားတစ်ဖက်ပြိုင်လဲချထိုးဒါမျိုးတွေပေါ့လေနော်အဲ့လိုမျိုးလူတွေပဲရှေ့တိုင်းမှာပို့တာငါတို့အောက်ပြောက်ငါတို့ဟိုနေစုံနေဖြောင်းနေတဲ့သူကတိတာပေါ့လေငါအတိဆုံးလေအဲ့ကြောင့်နေတို့ပြောပြရလေနော်အဲ့ကြောင့်ဒီအခုအင်တာနက်တွေအကုန်ဖြတ်တယ်ငါတို့ပြမပြည်သူတွေကိုလေတိမလားပြပနာဆက်တွေမရအောင်လုပ်နေဆိုတာလေသူတို့ကြိုက်တယ်လို့ဂျင်းသေးချင်တာလေသူတို့တိမလားလက်ယုံစီအစေချင်တာလေငါတော့မရအောင်သူတို့ကောက်လာတော့ငါပူတော့လေတက်သေးတယ်တိမလားသူတို့အရန်လေလာပြီလို့ထင်တယ်တကယ်တော့လေလာလေတပတ်မပြတဲ့ချင်စေးခွေမသားတွေပို့လေဘာလဲဟိုနောက်ဆုံးမှပြောတော့တဲ့သူကအခုဆိုလို့ရှိရင်အမေရိကန်ပြည်သူတွေမှဒီအရန်အားကြနေပါပြီတဲ့အားကြเสียတောင်စားတွေဘာဆောက်ကြိုးစီစုရှိလို့လဲမြန်မာဒီအမေရိကန်ပြည်သူတွေဘယ်သူမှအားမကြောက်ညီတို့ပဲနဲ့ရှောက်ပြောနေတာနော်အေးသူတို့တွေကလေနော်ညံရမမီပြောလို့ရှိရင်ကို့အမားဖြစ်နေဦးမယ်မြန်မာပြည်ကလေနောက်ဆုံးတော့တိမလားအမားတွေကလေထက်ခါတကလေးကျိုးလို့မြင်ပါများလို့ရှိရင်အမှန်တရားလို့ဖြစ်သွားတော့တိမလားကျွေးထုံမပူတန်းထုံမရဆိုလို့ပေါ့လေအဲ့လိုမျိုးနော်ငေါ့လေဒီကိစ္စယူရန်ကဘယ်တော့မှမပြောခိုင်းတာနားလေမလားအရာဆော့မီကလို့ငါလေပေါ်လာပြီဆိုလို့ရှိရင်ချက်ချင်းထပ်ပြောမှတင်တဲ့တန်းစားဖြစ်နေတာပေါ့လေနော်အဲကြောင့်ခဏတပုတ်တရက်ထက်မှလေ3လပို့ဆေးမိလို့ရှိရင်ခွန်းလို့ဘာလို့နော်အရင်ဆော့မီကလို့ဘာလို့နော်မပေါ်လို့ရှိရင်တော့ဝါထဲမှာပေါ်လို့ရှိရင်တော့စိတ်ကဘာမှမဖြစ်ဘူးပေါ်လို့ရှိရင်ချက်ချင်းပြောမှအကျဉ်းတာနော်ငါလည်းမလေးရှားမှာတိတ်မကြခင်တက်ခါရတော့မှတူတယ်အေးငေါ့လည်းအမြန်ဆုံးတတိယနိုင်ငံနေတဲ့တူတွေဩစတြေးလျနေတဲ့တူတွေကိုအားပေးတူပေါ့နော်ခေါ်ပေးကြပါလို့ဒီအချက်မှဘယ်တော့မှကြီးစိုးမကန်တတ်ပါဘူးလို့သိမလားအေးအတူနဲ့ဆက်ပေးပါဆိုလဲဆက်ပေးပါမယ်လို့နော်တသက်လုံးကဲဒါပဲ